မင်္ဂလာပါအလုံးပဲမင်္ဂလာပါဘောနော်ကျွန်တော်ကတော့တူရီဒီကိုတင်ဆက်ပေးနေတဲ့ပါရဲဖြစ်ပါတယ်အခုတော့ကျွန်တော်နာမည်လေးကိုပြောင်းထားတယ်မနှောပြူဆိုပြီးပြောင်းလာတယ်အခုအနေတိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့် channel လေးကို subscribe လုပ်ထားပေးပါဟုတ်ပြီလားအခုတော့နောက်ပိုင်းပေါ့နော်ကျွန်တော်ရုပ်ထပ်လာကျွန်တော်ရှစ်ထွက်လာပြီဒါကြီးရောက်ကြိုးလိုက်တော့လက်ကုပ်တီးပြီးတော့ကြိုးသုံးပေးအောင်ပါလေဟုတ်တယ်မလားအရင်ကဆိုရင်တော့အပေးကြတယ်အခုပါဘလို့ပို့တာလေးလဲဆိုပြီးတော့စိတ်ကူးနဲ့ပုံဖော်ကြတယ်ဟဲ့ဘတာကြီးအခုကြီးစားပြီစိတ်ကူးနဲ့ပုံဖော်နေနဲ့လူလုံးထွက်လာခဲ့ပြီမင်းတို့ရှိကိုရောက်တယ်တာကြီးလက်ကုပ်လေးကိုတီးအောင်ပါတာကြီးနော်အခုကကျွန်တော်ရဲ့ channel လေးကိုတော့ subscribe လေးလုပ်တာဒါကတင်တမြောက်တွေ့ရပြောရမြောက်ကြားရကိုတမင်းကိုစားပြီးတော့ subscribe လုပ်ပါတော့ကျွန်တော်တော့မကြွေးနဲ့မင်းတို့မင်းစားရောငါ့ကိုဝေးပါဝါကဲ share လာရအောင်ရေးတိုင်းဟုတ်တယ်အဲ့တော့မင်းငါ့ကိုဝေးပါခြင်းနဲ့ဆို subscribe လုပ်ခေါင်းလုံးနဲ့အဲ့တော့ဘူးတော့မင်းလုပ်โอเคတော့ဟာတာပြောပါအဲ့မနေ့ကတော့တာကြီး306ထွက်သွားတယ်306ထွက်သွားတယ်ပေါက်လာလို့မေးရမှာလေဘာကြောင့်ပေါက်လာလို့မေးရမှာလဲဆိုတော့ကိုပေးခဲ့တဲ့ဝမ်းချင်းက6ပုံဝမ်းချင်းနေ6ပုံဝမ်းချင်းအဲ့ဒီဟာကိုကတ်လိုက်တာတည့်ရခွင့်ရှိခွင့်ကတော့ပျောက်တီးကိုကတ်လိုက်တာပဲเนาะခွင့်မထွက်ဘဲနဲ့3ညကိုပေးလာအတိတ်ရှိကလာမပြက်ခဲ့ဘူးဆိုရင်ကိုရီအရာမှာ16 16 9 3ကွက်ပါရတဲ့နဲ့ပါလီယန်နဲ့ကွာ306ဆိုပြီးထွက်သွားတယ်အဲ့ဒီဘော်ဒီယာလေးရှိဒေါ်ရီလေးရှိတော့ကိုယ်နေရဖြစ်ရတယ်ဘာလို့ဂုံယူရမလဲဆိုတော့ဝမ်းငိမ့်မှန်တဲ့အတွက်ကြောင့်ဂုံယူမယ်ကိုရီရဲ့ဘဝအလိုလေးကိုရီတဘောသားကလည်းအလားပဲကိုရီရဲ့လှုပ်ဆောင်ချက်ကလည်းအဲ့ဒါပဲကိုရီရဲ့ရွေ့ချက်ကလည်းအဲ့ဒါပဲဒါလည်းဆိုတော့အထောက်အကူဖြစ်စေဖို့အတွက်ရှာဖွေနေခြင်းဖြစ်တယ်ကွာမင်းတို့ကွာဝမ်းချင်းလေးရရမယ်ကွာတခါတည်းမှာမင်းတို့ပတိရရမယ်ကွာတခါတည်းမှာမင်းတို့ဗရိရရမယ်ကွာတခါတည်းမှာထိတ်စီတခါတည်းမှာအပိတ်တခါတည်းမှာကီအဲ့ဒီဟာဟဲ့စိတ်ကူးနဲ့ပုံဖော်ပြီးတော့ပြီးနေရမဟုတ်ဘူးကိုလုံးလုံးကိုစေနေတော့ရှိရဲ့ကရင်သားတွေကိုကြည့်ပြီးတော့ပေးနေခြင်းဖြစ်တယ်ဒီတိုင်းဟာချလုံးပေးနေရမဟုတ်ဘူးနော်ဟာချလုံးထောက်ကွာကြောက်ကွာစိတ်အဲ့လိုပေးနေရစိတ်ကူးလေးနဲ့ပုံပေါ်ပြီးတော့အတိတ်ကနမိတ်တွေကောက်လာရပါတာပေါ့နော်အဲ့ဒီလိုတော့ရှိမင်းအတွက်ထောက်ကူလေးတော့တက်နေရလေရှားဖို့အတွက်ရှိရတာပောက်ွက်ပါတဲ့ခေါ်ပါလိုက်မယ်ပါလိုက်ကမပါအောင်တို့လည်းမင်းငါရဲ့ဝမ်းချင်းနဲ့မင်းရဲ့ဝမ်းချင်းနှစ်ခုကက်လိုက်တဲ့အချိန်မှာဝမ်းချင်းနဲ့မပြတ်ဘူးငါဝမ်းချင်းနဲ့မပြတ်ဘူးဆိုရင်မဟုတ်လေပေါ့မှာအဲ့ဒီဘောတရားလေးနော်ရှင်းနေနော်ဆိုတော့မင်းကိုအားတော့ကိုယ့်ရဲ့တောင်းရင်ကြည့်တယ်ကွာမနက်ကကြောက်ဖို့ဝမ်းချင်းချပေးလိုက်နေတယ်အကက်စရာလွဲသွားတယ်ဒါတော့ကိုပြောတယ်ညနေကိုဆက်ပြီးတော့တွားမယ်ညနေကိုဆက်ပြီးတော့ဘယ်လိုတွားကျင်တယ်လဲ1 2 3 1 2 3ဒီကောင်ကိုင်မှာတင်းတော့ကိုင်မှာကိုပြီးတော့ပါလေကိုပြီးကြိုက်ရမလားတာကြီးတော့sorry ကွာရောကိုပြီးရတော့နော်ကိုပြီးတော့ကွာလေတက်တော့မရညနေကို1 2 3နဲ့80တိတော့ပါလေကိုပါရဲ့ရှုကီမနက်ကပေးဖို့နောက်ကျသွားတာမေ့သွားတာ1 2 3ကရှုကီအဲ့ဒီတည်းမှာနှစ်အကြောင်းပြောမယ်ဆရာနားပြက်ကဘုရုမကြော်ဆိုပြီးတော့နှစ်တလုံးပေးတာလေနှစ်တလုံးပေးတာဟိုမကြော်ဆိုလို့ပေးတာအခုတူတဲ့ခွင့်ကြီးကဒီနေ့ညနေတစ်ချိန်မှရှိတော့တယ်တော့ဖတ်စုကရဖတ်ကရအမိရှာရောက်အောင်လို့ကရတာငါ့ရမဟာခွင့်ကြီးပဲတမဲငါ့ရခွင့်ကြီးရောနှစ်တလုံးတော့ဘယ်သူပေးရလဲဆရာနာပြပေးတာဆရာနာပြကဘာကောင်းလဲမြင်မေးကြည့်လိုက်သူ့အတမိတ်ကြောင်း
သူ့ရဲ့တမိုင်းကြောင့်သူ့ရဲ့အသိဆွဲတို့လှမ်းကြည့်လိုက်မားဆိုအင်မနာရှားတယ်မားလေးဆိုအင်မနာရှားတယ်နော်ရောတမင်းတည်တယ်ငါလည်းတည်တယ်ငါကူးဝယ်တယ်ဆရာနာပြက်ကိုငါကကူးဝယ်ဒါကြောင့်မို့မင်းတို့ကိုငါချပြနေဖြစ်တယ်နှစ်တလုံးညနေဒီနေ့ညနေတစ်ချိန်မရှိအဲ့ဒီကောင်ကိုင်းဘာလဲကမ်းပါလဲတုံညာငါခွင့်ကမ်းတယ်တိချောက်ကူကီးဘာလို့မကတ်တာလဲဆိုမနက်ကထိသွားတယ်ချောက်တိကူကီးဒီတရက်ကိုတစ်ချိန်ထိနေတယ်ဆိုပြီးတော့ပြောခဲ့တယ်တောင်းမင်းကိုင်းမှုဆိုရင်မင်းရဲ့တမိုင်းနဲ့မင်းရဲ့အမောင်ပါလေကိုတွေးချစ်ချက်ကိုပြောပြီးသွားတယ်နော်အေးခုနကရှုကီးရတဲ့နှစ်တော့ဘာကိုညနေတော့ဝမ်းချင်းနှစ်တော့တစ်ကိုပယ်လိုက်တော့မယ်တစ်ကိုပယ်ပြီးတော့နှစ်ရက်သုံးရက်ပဲကိုင်းမယ်ဒီကိုကစီယာတုံညာ9ခွင်နှစ်တုံညာ2 5နှစ်ခွင်သုံးတုံညာ3 5 3ခွင်6ခွက်များလားအဲ့ဒီ6ခွက်များလားရင်ရှိုးပေးတယ်အခုနကဆရာနာဖြစ်ရဲ့နှစ်ဆရာနာဖြစ်ရဲ့နှစ်ကိုကိုင်းလိုက်တဲ့အချိန်က2 5နှစ်ခွင်2ခွက်တယ်ပဲ2ခွက်တယ်ပဲတားကြီးရော2 5နဲ့2ခွင်မကြိုက်ပဲငါကြိုက်တယ်တို့တော်လေမင်းအနေမစိတ်ကိုမပိုင်နေမင်းဘောမပိုင်တဲ့အတွက်ကြောင့်ကစားချင်းကစားမကစားချင်းနေဒီတော့အကြိုက်ဆုံးနှစ်ကွက်ကွာ2 5နဲ့2ခွင်ခွင်ကြီးအောင်လာသေးချင်းနော်โอเคပါညနေအတွက်ကတော့နှစ်သုံးပါးချင်းရှိတယ်3 5ခွင်ကြီးရှိတယ်အဲ့နှစ်ခုတည်းရတယ်မိမိကြိုက်တဲ့ break ကိုထုံးလို့ပြီးတော့လည်းကစားချင်းကစားပါမိမိကြိုက်တဲ့ထိပ်စီးကိုရွေးချယ်ပြီးတော့ကစားချင်းကစားပါမိမိကြိုက်တဲ့ပတိနဲ့တွဲချင်းတွဲပြီးတော့ကစားပါကျုပ်ကတော့နှစ်သုံး5ချိန်နဲ့3 5ခွင်ကြီးဆိုပြီးတော့ရွေးချယ်မှုပေးခဲ့တယ်โอเคပါအားလုံးမိတ်ဆွေတွေအားလုံးတကယ်ချင်းအားလုံးတာကြီးလို့အားလုံးဒီညနေမှာတော့ပါကူအောင်ထိတ်လက်နဲ့တကူရှိမဖြစ်ရပါဘူးနှလုံးဒီပေါက်ပြီးတော့ချမ်းသာတဲ့ဘောလီဖြစ်နိုင်ကြပါဘီယာဆိုင်တွေမှာမင်းတို့ရောက်ရှိပါသေးလက်ပိတ်ဆိုင်တွေအခုတော့နိုင်မကြီးရဆွေးဆိုင်တွေပါလူတွေမှာဆွေးရင်အဲ့ဂီတရောတော့ပြီးတော့တီးနိုင်ကြပါသေးရောစတုံးကြီးတာကြီးတော့အော်တရပပစီရော